မန်ချက်စတာရဲ့မင်းသားလေးလို့တင်စားကြတဲ့ Marcus Rashford တဲ့အောင်သူ့ရဲ့မူရင်းအိမ်တော်ဖြစ်တဲ့ Man United မှာပုံစံကောင်းတွေလုံးဝပျောက်ဆုံးနေခဲ့တာပါအသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကြားမှာစိတ်ပြက်နေတဲ့ Rashford ကိုကယ်တင်ရှင်ဖေဘာစီလိုနာအသင်းကပေါ်ထွက်လာပြီးအငှားစာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်ကဲဆက်ရှင်ကတော့စတက်လာပါပြီစပိန်မြေကိုရောက်ချင်းပါပဲ Rashford ဟာသူ့ရဲ့ငကိုအစွမ်းတွေကိုပြန်လည်ပြောက်တာခဲ့ပါတယ်နီးပြ Hansi Flick ရဲ့လက်အောက်မှာတိုက်စစ်မှုဟာလူဟောင်းအတိုင်းပြန်ဖြစ်လာပြီးဘာစီလိုနာအတွက်အရေးပါတဲ့ဂိုးတွေကိုတရစိုက်ထွင်းယူပေးခဲ့ပါတယ်အခုဆိုရင်တော့သူဟာဘာစီလိုနာပရိသတ်တွေရဲ့အချက်တော်ကြီးဖြစ်လို့နေဒါပေမဲ့ဒီဇန်လန်းမှာဗီလိန်လိုဘာလိုနဲ့ Chelsea ကကြားဖြတ်ဝင်လာပြန်ပါတယ် Chelsea ဟာငွေရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့အတိုင်း Rashford ကိုအရခေါ်ဖို့အတွက်ယူရိုတန်း90ဆိုတဲ့မူးဝေသွားလောက်တဲ့ပမာဏနဲ့ကန့်လန့်ဖို့ပြင်ဆင်လာတာပါမန်ယူအသင်းဘက်ကလည်းဒီငွေပမာဏကိုမြင်ပြီးမျက်လုံးတွေအယောင်တောက်နေတဲ့အချိန်မှာပေါ့โอเคဘာစီလိုနာအဖင်းကတော့အေးအေးဆေးဆေးပါပဲဘာလို့လဲဆိုတော့သူတို့မှာ Rashford ကိုယူရိုတန်း30တဲ့နဲ့အပီးသက်ဝဲယူခွေဆိုတဲ့ lucky card ရှိနေလို့ပါအခုနောက်ဆုံးမှာတော့ဘာစီလိုနာဟာဒီ card ကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါပြီ Rashford ခုတန်းကလည်း Chelsea ရဲ့တန်း50တဲ့စာရင်ဘာစီလိုနာရဲ့အချစ်တွေကိုပဲရွေးချယ်လိုက်ပါပဲဒါဟာမင်းသားလေးတယောက်ကြာဆုံးနေရကနေအသင်းသစ်မြေသစ်မှာဘရင်ဓမားလို့ပြန်လဲရှင်တန်လာတဲ့ဇလန်တပုတ်ပါပဲကျွန်တော်ရဲ့ content လေးတွေကိုသဘောကျတယ်ဆိုရင်နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်နိုင်ဖို့ subscribe လုပ်ထားပေးပါဦးနော်